okay session လောက်တော့အရင်ပြောလိုက်မယ်ပြီးတော့ဘယ်လိုနေရာမှာသုံးလဲပြောမယ်နော် session လောက်ရှင်နေဆိုရင်ကျွန်တော် session ဆိုအခုကျွန်တော် number 1 slide မှာကချရတယ်အဲ့ဒီမှာကျွန်တော် session ဆို button လေးကိုနှိပ်ချလိုက်တဲ့အခါကျရင်အများကြီးပေါ်လာတယ်ဒါပေမဲ့အကုန်လုံးက high ဖြစ်နေရဲ့တကယ်တော့ high ဒီထဲမှာအဲ့ session ဆိုတစ်ခုပဲသုံးလို့ရဟုတ်တယ်နော်ကျွန်တော်ရဲ့သုံးလို့မရဘူးသူကအကုန်လုံးကျွန်တော် high ပြထားတယ်အဲ့တော့ အဲ့ session ဆိုဘာလို့လဲ session တစ်ခုထည့်မှာကျွန်တော်က session တွေထည့်ခြင်းတယ်session တွေထည့်ခြင်းကကျွန်တော်အဲ့ session ဆိုကျွန်တော်ရွေးလိုက်တယ်အပေါ်မှာကျွန်တော်ဒီမှာ section တွေဒီ slide တွေကတော့ section တစ်ခုပဲဖြစ်သွားတာအဲ့ဒါလေအဲ့လိုသူ slide တွေကတော့ slide ပေးတယ် section တစ်ခုလည်းဖြစ်သွားတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့သွားပြီးတော့ဥပမာ section ဆက် button လေးကိုထောက်ကြည့်လိုက်ဘာပေါ်လဲဆိုတော့အောက်ကဟာတွေက high ဖြစ်လာအလုံးလုံးလို့ရတယ်ဟုတ်တယ်နော်အဲ့တော့ကျွန်တော်ဘာလုပ်လို့ရလဲဆိုတော့ rename လုပ်လို့ရတယ်အဲ့ section ပေါ်မှာကျွန်တော် rename လုပ်လို့ရတယ်အဲ့တော့ကျွန်တော်က rename တစ်ခုပေးလိုက်မယ်ကျွန်တော် financial လုပ်ပေးလိုက်မယ်နော်အဲ့ rename ပေါ်မှာ financial လုပ်ပေးလိုက်မယ်ပြီးရင်ကျွန်တော် rename လုပ်လိုက်ဒီမှာကျွန်တော် financial 1 section ဆိုပြီးတော့ financial section တစ်ခုပေါ်လာတယ်။ rename ကိုကျွန်တော် open ထိမှာပဲတွေ့ရတယ်နော်။ရသွားဆိုရင်ကျွန်တော်ဘယ်လိုဖြစ်သွားလဲဆိုတော့လေ rename section လောက်လိုက်ရင် तू ကအကုန်လုံးကို rename လုပ်လိုက်တာ sorry အဲ့ section တစ်ခုကလေအဲ့ financial section ကဒီအကုန်လုံးကိုဒီနံပါတ်8နံပါတ်9 slide လုံးကို section တစ်ခုနဲ့သတ်မှတ်လိုက်တာ။အဲ့တော့ကျွန်တော်ကဘာဖြစ်ချင်တာလဲဆိုတော့နောက် slide နောက်တဲ့ section တစ်ခုဖွဲ့ချင်တယ်။အဲ့ဒီညဘယ်လိုလုပ်အောင်လဲဆိုတော့ကျွန်တော်နံပါတ်3ထိမှာ financial section ထားမယ်။နောက်ပိုင်းကျရင်ကျွန်တော်ကထားလိုက်ပါတော့ admin ဆိုပြီး section တစ်ခုထားမယ်။အဲ့ဒါဆိုကျွန်တော်ဘာချရမလဲဆိုနံပါတ်4မှာကလာချမယ်။ဟုတ်နံပါတ်4မှာကလာချလိုက်မယ်။4 slide ညောက်မှာကလာချလိုက်ရဲ့။အဲ့ဒါဆိုရင်ကျွန်တော် financial ကပထမ section ဖြစ်သွားလိမ့်မယ်။အခုတော့မဖြစ်သေးဘူး။ကျွန်တော်လုပ်မှာပြီးတော့နော်။နံပါတ်4မှာကလာချမယ်။ပြီးရင်ကျွန်တော်က section ဆိုတဲ့ group ကိုသွားမယ်။ပြီးရင်ကျွန်တော် add section ဆိုပြီးတွေ့လားမသိဘူး။ Okay add section ဆိုပြီးလုပ်လိုက်။ section ဆိုပြီးလုပ်လိုက်တဲ့အခါကျရင် तू ကဒီမှာကျွန်တော်တို့ rename ကတော့ကိုယ့်အောင်ကိုပေးရတယ်။ဒီမှာ तू အောက်က slide ရှိရဲ့ slide တွေအကုန်လုံး selection ပေးသွားတယ်။ပြီးရင်ကျွန်တော် rename ပေးဖို့ high ဖြစ်နေပြီအဲ့တော့ဒီမှာကျွန်တော် rename လေးကသုံးလို့ရပြီပြီးရင် rename သုံးလို့ရရင်ကျွန်တော်အဲ့အချိန်မှာ rename သွားပြီးတော့ rename ကိုတစ်ချက်နှိပ်မယ်ကျွန်တော်ဒီမှာ admin လို့ပေးမယ်ပြောခဲ့တယ် admin လို့ပေးမယ်ပြီးရင်ကျွန်တော် okay နှိပ်လိုက်အဲ့တော့ကျွန်တော်က financial section တစ်ခုရဲ့အောက်က admin ဆိုတဲ့ section တစ်ခုရဲ့ရပါတယ်ရလားမသိဘူးခုပြတော့ကျွန်တော်နောက်တစ်ခု section တစ်ခုထပ်ဝင်နေတယ်အဲ့တော့ကျွန်တော်ဘယ်လိုလုပ်လဲဆိုတော့ကျွန်တော်ဒီအောင် admin ဆိုတော့ကျွန်တော်3 slide ပဲထားခြင်းတယ်အဲ့တော့ကျွန်တော်ဘာမှကလာချအောင်ပါလဲအောက်တဲ့7မှာကလည်းချမယ်ဘာလို့ဆိုတော့ကျွန်တော် admin ကို3 slide ထားနေတာဟုတ်အောက်နံပါတ်7မှာကလည်းချမယ်ပြီးရင်ကျွန်တော် add section ဆိုပြီး section တစ်ခုထပ်ဝင်လိုက် add section ပြီးရင်ကျွန်တော် rename လုပ်မယ်ဒီခါကျရင်ကျွန်တော် safety လို့ rename လုပ်ခဲ့မယ် safety လို့ rename လုပ်ခဲ့မယ်အောက်ကျွန်တော် section ဘယ်နှခုဖြစ်သွားလဲ3ခုဖြစ်သွားတယ်နော်section ကိုဘာလို့သုံးလဲဆိုတော့ကျွန်တော်အပိုင်းနဲ့တင်မယ်ကျွန်တော် PowerPoint ကိုတင်တဲ့ခါကျရင်ကျွန်တော်အပိုင်းနဲ့တင်နေတယ်အဲ့တော့ကျွန်တော်ပထမပိုင်းမှာတနေ့တာထားလိုက်ပါတော့တနေ့တာတင်မယ်ကျွန်တော် before lunch မှာအပေါ်ပိုင်းက1 section 1ကိုတင်မယ် after lunch မှာ section 2ကိုတင်မယ်အဲ့တော့ကျွန်တော် section တစ်ခုခွဲလိုက်မှာပေါ့ပထမကျွန်တော်ထမင်းမစားခင် section တစ်ခုပြင်အောင်တင်မယ်ထမင်းစားပြီးရက section တစ်ခုပြင်အောင်တင်မယ်အဲ့လိုမျိုးခွဲတာဒါဆိုရင်ဒီမှာကျွန်တော် section 3ခွဲလိုက်တယ်အဲ့ဒီပေါ်ကျွန်တော် project တွေကို project တစ်ခုအကြောင်းပြောတဲ့အခါကျရင်ကျွန်တော်ဒါကိုကျွန်တော် financial အကြောင်းပြောမယ်ဒီ slide 3ခုကပြီးရင်ကျွန်တော်အဲ့အကြောင်းပြောပြီးရခါကျရင် admin အကြောင်းကိုပြောမယ်အောက်က slide တွေ1 section 2ကအောက်က3 slide 3ကကြောင့် safety အကြောင်းတွေပြောမယ်အဲ့ဒါဆိုအဲ့လို section တွေခွဲပြီးထားလို့ရတယ်เนาะအဲ့လိုပြောတာเนาะအဲ့လို section တွေခွဲထားပြီးပြီဆိုရင်ကျွန်တော် section တွေကိုဘာလုပ်လို့ရလဲဆိုတော့ section ဆိုတဲ့ group တွေကိုသွားကြည့်လိုက်ပြီးရင်ကျွန်တော် section တွေကို remove လုပ်လို့ရ remove မလုပ်သေးဘူးเนาะ remove လုပ်လို့ရဆိုတော့ပြောတာremove all section ဆိုရင်သူက section တွေအကုန်လုံး remove လုပ်ပေးလိုက်မယ်မလုပ်သေးဘူးเนาะမနေသေးဘူးเนาะအဲ့တော့ကျွန်တော်ဒီအောက်မှာ collab တို့ expand တို့ဆိုတာရှိတယ်အဲ့ဒါကိုကျွန်တော်အဲ့ကတော့မသုံးရတော့ဆိုတော့ collab ဆိုတာဘာလို့လဲဆိုတော့ section တွေအကုန်လုံးစုလိုက်တယ်ပြောရရင်စုလိုက်တာexpand ဆိုတာဘာလို့လဲဆိုတော့ section တွေအကုန်လုံးဖြန့်ချလိုက်တာအဲ့တော့ကျွန်တော်ဘယ်ရောက်ပေါင်းလဲဆိုတော့လေဒီခုကျွန်တော် financial ဆွဲပေးနာမှာ down arrow လေးပေါ်တယ်တွေ့လားမသိဘူး down arrow လေးအဲ့ဒါကိုနှိပ်လိုက်တဲ့အခါကျရင်အဲ့ဒါ collab လုပ်တာပဲအဲ့ဒါ financial ဆွဲဟာလေးက collab ဖြစ်သွားပြီအဲ့ slide 3ခုက financial ဆွဲအောက်မှာရောက်သွားပြီပြီးရင်ကျွန်တော်အောက်က admin ဆွဲဟာလေးကို down arrow နှိပ်လိုက်တဲ့အခါကျရင် admin ဆွဲဟာလေးက collab ဖြစ်သွားပြီအဲ့ဒါခုန pattern နဲ့အတူတူပဲ collab လုပ်တယ် expand လုပ်တယ်လို့ပြောတာရနော်အောက်ကကျွန်တော် safety ဆိုတဲ့ slide လေးကိုလည်း collab လုပ်လိုက်မယ်အဲ့ဒါဆိုရင် slide တွေပုံပြောက်သွားပါအဲ့ဒါဆို section လေးတွေပဲပေါ်တော့တယ်ကျွန်တော် financial အကြောင်းပြောချင်တယ်ဆိုရင် financial pattern လေးကိုနှိပ်လိုက်မယ် slide 3ခုပဲပေါ်တယ်အောက်က slide section တွေကိုသူဖြောက်သွားတယ်ဟုတ်တယ်နော်အဲ့ဒါဆိုကျွန်တော် financial အကြောင်းပြောပြရဆိုရင် admin အကြောင်းပြောမယ်ဆိုရင် admin ကိုနှိပ်မယ်ဆိုရင် slide 3ခုပဲပေါ်မယ်ကျန်တဲ့ section တွေကိုသူဖြောက်ပေးရတယ်expand ရ collab ရပြီနော်အဲ့ဒါဆို expand လုပ်တယ်ဒီကတော့လောက်တာပဲ expand လုပ်တယ် collab လုပ်တယ်အဲ့တော့ဒီကတော့သွားပြီးလုပ်ချင်လည်းရတယ် expand လုပ်တယ် expand လုပ်လိုက်တယ်
ပြီးရင်ကျွန်တော် collab လုပ်လိုက်တယ်ဒီကနေအတူတူပဲဟောဒီတောင်ဝဲလေးကသွားတာပို့ပြီးတော့လွယ်သေးတယ်နော် section တစ်ခုချင်းသွားလို့ရပြီလားရအော် section ကိုရသွားပြီ section group ကိုရသွားပြီနော်အော် sorry slide group ကိုရသွားပြီအော်ကျွန်တော် section remove လုပ်ချင်ဘယ်က remove လုပ်လို့ရလဲဆိုတော့ဒီမှာသွားကြည့်လိုက်ပေါ့အဲ့မှာကျွန်တော် section တစ်ခုကို select ပေးထားတယ်အဲ့ဒါကျွန်တော် file share ဆွဲ section ကို select ပေးထားတယ် section ဆွဲထဲမှာသွားကြည့်မယ်ကျွန်တော်ဗာပြောလဲဆိုတော့ remove all section ဆိုပြီးတော့တကယ်တော့ remove section ဆိုတာရှိအောင်အဲ့ဆို remove all section ကိုကျွန်တော်နှိပ်လိုက်တဲ့အခါကျရင် section တွေအကုန်လုံးပျောက်သွားမှာပေါ့နော်အဲ့ဒါကျွန်တော်တစ်ချက်နှိပ်ကြည့်လိုက် remove all section အော်ကျွန်တော် section တစ်ခုမှမရှိတော့ဒါဆိုကျွန်တော်ဗာလေးအောင်ဝင်ခဲ့ရတယ်ဗာလေးအောင်ဝင်ရတယ်2 contact ဆိုတဲ့ဟာလေးဝင်ခဲ့ဟုတ်တယ်2 contact ဆိုတဲ့ဟာလေးဝင်ခဲ့ကျွန်တော်ဒီမှာတော်တော်များများ2 contact ဟာလေးကိုပဲဝင်မယ်ပြီးတော့ဒီဟာလေးကိုလုပ်မယ်ဒီအခုကျွန်တော်ဒီဟာလေးကိုလုပ်မယ်နော်အော်ကျွန်တော်ဒီဘုတ်ဓာတ်ပုံလေးကျွန်တော်ပေးပြီးသားဟောဒီမှာဆိုရင်အခြား contact တွေရွေးလိုက်ရင်ဘာဖြစ်သွားလဲဆိုတော့ဒီလိုရွေးလိုက်တဲ့ခါကျရင် comparison ဆိုတဲ့ဟာကိုရွေးလိုက်တဲ့ခါကျတော့ဓာတ်ပုံတော့ကို compare လုပ်ပြီးပြချင်တာအဲ့လိုဒီဘောက်ကြီးကဟိုပါလာတယ်ဟောအလကားနေလှုပ်ရှုပ်တော့မယ်ဒါတွေကို delete လုပ်ရအောင်ဒါတွေကို cut လုပ်ရအောင်မယ်နော်အဲ့တော့ကျွန်တော်မလိုတဲ့ဟာတွေကိုဘာနဲ့ပို့ပြီးတော့အဆင်ပြေမလဲပေါ့အဲ့ဒါမျိုးရွေးလိုက်နော်အဲ့တော့ဒီနေရာမှာဆိုရင်ကျွန်တော်2 contact ကိုအဆင်ပြေရဆိုရင်2 contact ဆိုတာလေးကိုရွေးလိုက်မယ်ပြီးရင်ကျွန်တော်ဓာတ်ပုံလေးထည့်တဲ့ကိစ္စသွားမယ် Gen training equipment introduction ဆိုရင်အဲ့ဒါလေးပဲရေးလိုက်အပေါ်ဆုံးမှာအဲ့ဒါလေးရေးခဲ့မယ်နော်အပေါ်ဆုံးက shape လေးရOkay ကျွန်တော်ဒီဓာတ်ပုံလေးထည့်လိုက်ပါမယ်ပြီးရင် insert ကိုကျွန်တော်နှိပ်လိုက်မယ်ပြီးရင်ကျွန်တော် computer ထဲကို10 ပွင့်ပြီးအဲ့တော့ကျွန်တော်ကဓာတ်ပုံမှာထားခဲ့ရတယ်ကျွန်တော် desktop မှာထားခဲ့ရဘယ်နဲ့ photo ထဲမှာထားခဲ့ရမှာ desktop ပေါ်သွားမယ်ပြီးရင်ကျွန်တော်က photo ဆွဲတဲ့ကိုကျွန်တော်သွားမယ် photo ဆွဲဒီမှာကျွန်တော်ဆို photo ဆွဲဟာလေးရှိရအော်ယူလိုက်တဲ့အခါကျရင်လေ photo ကဒီလိုလေးဖြစ်နေတယ်ဒါတော့အပြင်က photo တွေကကျွန်တော်မသုံးတဲ့ဟာတွေဟိုအဲ့ send လို့ရအောင် test လုပ်လို့ရအောင်ထည့်ပေးရအောင်နော်အော်ဒီမှာဒီဘက်မှာ photo PowerPoint training ဆိုတာလေးရှိတယ်အဲ့ဒီမှာ number 1 2 3ဆိုပြီးတော့ကျွန်တော်ပေးထားတယ် number 1ဆိုတာတော့အခုနံပါတ်အစဆုံးထည့်မနေရအောင် number 1လို့ပြောအောင်အော် number 1လေးကိုနှစ်ချက်ခောက်လိုက်ရပြီဒါပဲနှစ်ချက်ခောက်လိုက်ရတယ်တစ်ချက်ခောက်ပြီး selection ပေးပြီးတော့ insert ဝင်လိုက်လဲရတယ်ဓာတ်ပုံလေးရောက်သွားတယ်ပြန်ပြဖို့လို့လားပြန်ပြဖို့လို့ပဲအဲ့ဆိုရင်ကျွန်တော်ကဒီမှာ insert ဆိုရင်ဒီမှာ insert button လေးရှိရနော်ဒီမှာတွေ့လားမသိဘူး၄ရောက်လေးမှာပါပြီသား insert button လေးကိုတစ်ချက်နှိပ်မယ်ကျွန်တော် PowerPoint training ဆောင်းက photo ဆွဲရအောင်လို့ photo တွေကိုရောက်သွားတယ် desktop မှာရှိရအဲ့ဒီထဲမှာကျွန်တော် photo PowerPoint training ဆိုတာလေးကိုရေးမယ်အဲ့ဆိုဒီမှာဒီဟာလေးပေါ်လာပြီဆိုရင် number 1ဆိုတာလေးကိုတစ်ချက်ခောက်ပြီးတော့ insert button နှိပ်လဲရတယ်ဒါမှမဟုတ်နှစ်ချက်တန်းခောက်လိုက်လဲရတယ်ကိုယ့်ပုံမှာမဟုတ်ကြည့်ရကိုကျွမ်းကျင်တဲ့ပုံမှာမဟုတ်ကြည့်ရအော်ကျွန်တော်၄ယောက်လေးကြောင်းပြောမယ်အော်ဒီ slide လေးမှာပုံလုံးပုံထည့်ပြီးနောက် slide မှာကျွန်တော်ဒီ insert တွေကြောင်းပြောမယ်နော်အော်ဒီဘက် slide မှာလည်းဒီလိုပဲကျွန်တော်ပုံလေးတစ်ပုံထည့်ထည့်မယ်အော် number 2ဆိုတဲ့ပုံလေးကျွန်တော်ထည့်လိုက်မယ်အော်ကျွန်တော်နောက် slide တစ်ခုကိုသွားမယ် number 2 slide ကိုသွားမယ်အော်ကျွန်တော်ဒီဘက် number 2 slide မှာကျွန်တော်၄ယောက်ရွေးခဲ့တယ်အော်ကျွန်တော်မတူတဲ့၄ယောက်လေးတစ်ခုရွေးပေးမယ်အဲ့ဒါဘာလဲဆိုတော့တိုက်တဲ့ content ဆိုတဲ့၄ယောက်လေးရွေးပေးမယ်တိုက်တဲ့ content ဆိုတဲ့၄ယောက်လေးတိုက်တဲ့ content ဆိုတဲ့၄ယောက်လေးကဘာပေါ်သွားလဲဘာပါသွားလဲဆိုတော့ငါကောင်းနေတက်တဲ့နေရာမှာသုံးတယ်။ example ကျွန်တော်တို့ဒီမှာ PowerPoint training တော့ကဒါမျိုးသုံးတဲ့အခါကျရင်အပေါ်မှာ title လေးတစ်ခုရှိမယ်ကျွန်တော်ခေါင်းစဉ်တက်ချင်တာ哦။ခေါင်းစဉ်တက်ပြီးတော့နောက်က summary ရေးချင်တယ်။အဲ့ဒါမျိုးကျရင်ဒီလို၄ယောက်လေး sorry ။အဲ့ဒါမျိုးကျရင်ကျွန်တော်ကဒီလို၄ယောက်လေးသုံးတယ်။တိုက်တဲ့ content ဆိုပြီးတော့ပေါ်မှာခေါင်းစဉ်တစ်ခုရေးမယ်အောက်မှာကျွန်တော်အကြောင်းအရာနဲ့ပတ်သက်ပြီးစာရေးမှာပေါ့။အဲ့ဒါမျိုးကျရင်ဒါလေးကိုသုံးမယ်။ဒါမှမဟုတ်ကျွန်တော် agenda ရေးမှာပေါ့။အဲ့ဒါမျိုးကျရင်ဒီ၄ယောက်ကိုသုံးမယ်နော်။အဲ့တော့ကျွန်တော်ဒီမှာဘာရေးရမလဲဆိုတော့ခုနကကျွန်တော်ဒီဘော insert တွေ shape တွေကြောင်းအောင်တော့သိသွားပြီ။ဒီမှာကျွန်တော် insert pattern တွေကြောင်းပြောမယ်။ insert pattern တွေပထမဆုံးမှာတွေ့ရလဲဆိုတော့ဘာတွေ့ရလဲ table okay table ဆိုတော့တွေ့ရဆိုကျွန်တော်က table ရေးဆိုရင်ဘာမှစောင့်မယ် table ပေါ်ပေါ်မှာထည့်ရမှာဆိုတော့ဘာမှစောင့်မယ် table ကိုဘာမှ create လုပ် Excel မှာ create လုပ်မှာကျွန်တော် Excel တက်နေပြီเนาะအဲ့တော့ကျွန်တော်ကဒီမှာ table ထည့်လို့မရဘူးလားဆိုတော့ရတယ်ဒါပေမဲ့ Excel တော့မလွယ်ဘူး Excel မှာကျွန်တော် data ကို sort လုပ်လို့ရတယ်ကိုလိုချင်လို့ပြောင်းလို့ရတယ်ပြီး auto fill တွေပါတယ်เนาะလွယ်လွယ်လေးနဲ့ table တွေလုပ်လို့ရဒီမှာဆိုတော့ table ဘယ်လိုလုပ်ရလဲဆိုတော့ table ဆွဲ pattern တွေကိုတစ်ချက်နှိပ်ကြည့်လိုက်အော်နှိပ်ကြည့်လိုက်လို့လေ insert table ဆိုပြီးပေါ်လာတယ်အော် insert table ဆိုရင်ကျွန်တော်ဟိုမှာ table ရှိပြီသားဒီမှာကျွန်တော် table တက် create လုပ်ရသေးတယ်အဲ့တော့အဲ့ဒါမျိုးခက်တာเนาะအော်ဒီ insert table ဆိုပြီးပေါ်လာတဲ့အခါကျရင်ဒီမှာပုံမှာ number of column ဆိုတာရှိတယ်အဲ့တော့ကျွန်တော် number column ဘယ်နှခုလိုချင်တာလဲ Excel ထဲမှာတင်ပြီးပြီကျွန်တော် column တွေအကြောင်းတင်ပြီးပြီเนาะအော် column ဘယ်နှခုလိုချင်တာ Excel မှာကျွန်တော် column 9ခုလိုချင်တယ်ထားလိုက်ပါတော့ပြီးရင် number of row ဆိုရင်မှာ row ဘယ်နှခုလိုချင်တာလဲအော်ကျွန်တော် row က4ခုလောက်လိုချင်တယ်အော်4ခုဆိုပြီးတော့ number 4ဆိုပြီးကျွန်တော်ရေးလိုက်မယ်အဲ့တော့ဒီ button လေးကိုမသုံးဘဲနဲ့ဒီထဲမှာစာသွားရိုက်ထည့်လည်းရတယ်နော် number ရိုက်ထည့်လည်းရတယ်ရပြီလားပြီးရင်ကျွန်တော် okay ဆိုပြီးနှိပ်ကြည့်လိုက်အော် table တစ်ခုဝင်သွားပြီ
ဒါပေမဲ့ကျွန်တော် exam တက်ထားပြီဆိုရင်ကျွန်တော်ပြချင်တဲ့ဟာတွေကိုပြန်ဖြတ်လိုက်မယ်နော်ကျွန်တော်ဒါလေးကိုသွားပြီးတော့မုခစာလေးခေါ်လိုက်မယ်ဝင်ပြီးရတယ်တေးပဲဝင်ပြီးသွားရလားဝင်ပြီးသွားရအဲ့တော့ကျွန်တော်ဒီမှာမုခစာလေးခေါ်လိုက်မယ်ပြီးရင်ကျွန်တော်ဒါကိုကတ်လောက်ချလိုက်မယ်ကျွန်တော်လိုချင်တဲ့ table ကို exam မှာသွားရှာမယ်ကျွန်တော်ဘယ်ဟာတွေကိုထည့်ပြီးတော့ presentation လုပ်ချင်တာလဲ exam မှာကျွန်တော် example ထားလိုက်ပါတော့ကျွန်တော် computer 2ထဲမှာ table 1ဆိုတာလေးရှိရယ်table 1ဆိုတာလေးကျွန်တော်ဖွင့်လိုက်မယ်table 1ဆိုတာလေးကိုကျွန်တော် presentation လုပ်ချင်တယ် PowerPoint မှာအဲ့တော့ကျွန်တော် table 1ဆိုတာလေးကိုကျွန်တော်သွားပြီးတော့ select ပေးလိုက်မယ် control C နှိပ်လိုက်မယ်ပြီးရင်ကျွန်တော်ခုန PowerPoint ခုနထားတဲ့နေရာမှာသွားပြီးတော့ control V နှိပ်လိုက်မယ်ဟုတ်ရတာပဲ data ရိုက်နေကြမလို့တော့ဟုတ်တယ်နော် computer 2 for ရအောင်နော်ပြီးရင်ကျွန်တော်လိုတဲ့အချက်ကိုဒီမှာသွားပြီးတော့အချက်လုပ်လိုက်ပေါ့ဒီဟာလေးကို list တွေကိုနည်းနည်းလေးကြီးချင်တာလားနည်းနည်းလေးသေးချင်တာ computer 2ထဲမှာရရင်ညီမ save ရဲ့ list ကိုတွဲပြီးတော့ copy paste ဆုပ်ထည့်လိုက် copy လုပ်ပြီးတော့ PowerPoint မှာလာပြီး paste ဆုပ်လိုက်ကျွန်တော် data တွေအများကြီးရိုက်ကြမလို့တကယ်လေ insert တွေ data တွေဝင်ကြလို့ဆိုတော့ကျွန်တော် exam မှာသွားရိုက်မှာပေါ့exam မှာလွယ်တာပေါ့ကျွန်တော်တော်ကျွမ်းကျင်သုံးတက်နေပြီဆိုတော့ဒါတော်လွယ်နေပြီစင်းစရာရိုက်တာလောက်ကိုပြောတာformula ရေးတာတော့ကျွန်တော်မပြောသေးပါဘူးကျွန်တော်နောက်တစ်ခုသွားဆိုတော့၄ယောက်လေးကိုတစ်ချက်ရွေးပေး၄ယောက်လေးကိုအခုနကျွန်တော်sorry 2 content မဟုတ် title and content ဟုတ်တယ် title and content ဆိုတာဒါလေးရေးလိုက်ဘာလို့ဆိုတော့ကျွန်တော်ဒီ insert တွေနဲ့မြင်ရအောင်နော်ကျွန်တော် insert ကြောင်းသိသွားပြီပြီးတော့ chat တွေကြောင်းမသိဘူးလား chat တွေကြောင်းမသိဘူးလားဘယ်မှာသိရလဲ exam မှာသိရဟုတ်တယ်ချက်တွေအကြောင်းသိပြီးသွားပြီကျွန်တော်အချက်တွေဝင်တော့မယ်ဆိုရင်ဒီမှာဘယ်လိုချက်တွေဝင်လဲအကြောင်းကျွန်တော်ပြောရမယ်ပြီးတော့ကျွန်တော် exam က copy paste လုပ်တဲ့အကြောင်းပြောမယ်နော်ဒီမှာချက်တွေဘယ်လိုဝင်လဲဆိုရင်ချက် panel လေးကိုဆက်နှိပ်ကြည့်လိုက်နှိပ်ကြည့်လိုက်ရင်ကျွန်တော်ချက်တွေလိုက်ရွေးခိုင်းတယ်ချက်တွေလိုက်ရွေးခိုင်းတယ်ဒီမှာကျွန်တော်ချက်တွေအများကြီးရွေးလို့ရတယ်ထားလိုက်ပါကျွန်တော် column ချက်ဆိုတော့ automatic ရွေးပေးရတယ်ပြီးရင်ကျွန်တော် okay လို့နှိပ်ကြည့်လိုက်ဘာဖြစ်သွားလဲဆိုတော့ exam ကိုသွားတယ်ကျွန်တော် exam ကမတင်ရသေးဘူးလူတယောက်ဆိုရင်ကျွန်တော်သိကြတယ်ဒီမှာအခက်တွေ့တော့မယ်နော်ဒီ PowerPoint ကိုဒီချက်အကြောင်းရှင်းပြဝင်နေခက်မှာပေါ့နော်ကျွန်တော် exam ကိုရောက်သွားတယ်ဟုတ်တယ်နော်ကျွန်တော် exam ကိုရောက်သွားပြီဆိုရင်ကျွန်တော်အောက်မှာဒီမှာ chat လေးတစ်ခုပြနေပြီဒီမှာလေး category တွေပြနေဒီက category ရအောင်မှာတစ်ချိန်လိုက်ပြောင်းတယ်နော်ဟိုမှာကျွန်တော်ဒီကတော့သွားပြီး category တွေတွက်ချိန်လိုက်ဒီချက်မှာကျောင်းသားနေရင်ထားလိုက်ပါတော့ဒါဟိုက subject တွေထားလိုက်ပါတော့အဲ့တော့သူကတော့သူမိနစ်မှာပြောင်းသွားလိမ့်မယ်ကျွန်တော်ဟိုမှာပြောင်းလို့ရတယ် exam မှာကျွန်တော်ဒီမှာကျောင်းသားနေတယောက်ဒီမှာကနောက်တစ်ယောက်ဒီမှာကနောက်တစ်ယောက်ဒီမှာကနောက်တစ်ယောက်ဆိုရင်ဘာဖြစ်သွားလဲဆိုတော့ဒီမှာ automatic ပြောင်းသွားတယ် exam နဲ့အတူတူပဲအတူတူပဲဘောစီရဲ့ name တွေကိုကျွန်တော်ပြောင်းလိုက်မယ်test 1 test 2 test 3ထားလိုက်မယ်ဆိုပါတော့ဒီမှာလဲ automatic test 1 test 3အဲ့ဒါကျွန်တော်ဒီမှာ automatic ဒီအောက်ကဟာတွေလည်း test 1 test 2 test 3ကိုပြောင်းသွားတယ် exam နဲ့သိမပေါ့နော် exam မှာကျွန်တော်တခု worksheet တစ်ခုထဲမှာလုပ်ရတယ်ဒီမှာကျွန်တော်မဟုတ် PowerPoint မှာလုပ်နေတဲ့ exam ကိုရောက်သွားကိုပြောင်းနေတာပြီးလို့ပြောင်းလို့ရတာနော်ရပါလားရပါပြီဆိုရင်ကျွန်တော်ကဘာထပ်လုပ်လို့ရသေးလဲဆိုတော့ကျွန်တော်ကဒီလေးခုလည်းမဟုတ်ဘူးကျောင်းသားတွေကများတယ်အဲ့တော့ data တွေထည့်ဝင်မယ်ဆိုရင်ဒီကတပည့်အိုးလေးကိုဆွဲမယ်ဆွဲပြီးအောက်ကိုထည့်ချစ်လိုက်တယ်ကျွန်တော်ကျောင်းသားတွေထည့်ဝင်လာမယ်နော်ပြီးရင်ကျွန်တော်ဒီက format တွေဘာလို့ဒီမှာ blank ဖြစ်နေလဲဆိုတော့လေတရားဟောဒီမှာ blank ဖြစ်နေဒီမှာဘာမှမရှိဘူးကျောင်းသားနာမည်လည်းမရှိဘူးဘာမှမရှိဘူးနေရာတော့ပေးတယ်ဘာလို့ဒါကြီးကိုဆွဲစားလိုက်တာနော်အဲ့တော့ကျွန်တော်တယောက်ကထည့်နေတယ်ဆိုရင်တရားတွေကိုမှစာတွဲရေးလိုက်ပေါ့ကျောင်းသား name တခုထည့်ရေးလိုက်ပေါ့ပြီးရင်ကျွန်တော်ဒီမှာအမှတ်စင်းတွေတက်မှတ်ပေးလိုက်ပေါ့အမှတ်စင်းတွေတက်မှတ်ပေးလိုက်အမှတ်စင်းတွေတက်မှတ်ပေးလိုက်အဲ့ဒါဒီမှာကျောင်းသားတယောက်ထက်တိုးတာထည့်ချင်လို့ထည့်လို့ရတယ်ချုပ်မြင်လည်းမလိုဘူးဆိုရင်ကျွန်တော်2ယောက်တည်းပြချင်တယ်ဆိုရင်တရားဒီမှာတပည့်ရိုးလေးပေါ်ရဲချင်ဆိုရင်ချုပ်မှရချုပ်မြင်တယ်ဆိုရင်ဒီမှာတပည့်ရိုးလေးပေါ်အောင်လုပ်လိုက် corner လေးမှာအဲ့ဒီမှာကျွန်တော်ဖိပြီးတော့ဆွဲချုပ်လိုက်ကျွန်တော်ရွှေထိပဲပြချင်တယ်ဆိုရင်ရွှေထိပဲရအောင်ဆွဲချုပ်လိုက်အောက်ကချက်တွေအောင်တုံးနေပြောင်းတော့ဟုတ်တယ်နော်ကျွန်တော်2ယောက်ပဲပြချင်တယ်ဆိုတော့ကိစ္စမရှိဘူးတပည့်ရိုးလေးပေါ်အောင်ထောင်းပြီးရင်ကျွန်တော်ဖိပြီးတော့ဆွဲချုပ်လိုက်ကျွန်တော်2ယောက်ပဲရှိပါတယ်ရဆိုပြီးပြီဆိုကျွန်တော်လုံငင်းကိစ္စတွေပြီးပြီဆိုရင်အဲ့ချက်ကိုသွားပြီးတော့ဒါမှမဟုတ်ကျောင်းသား4ယောက်လုံးကျွန်တော်ကျောင်းသား5ယောက်လုံးပြချင်တယ်ဆိုရင်တပည့်ရိုးလေးပေါ်အောင်လို့ပြီးရင်ဆွဲချက်လိုက်ပြီးရင်ကျွန်တော်လုံငင်း sorry 5ယောက်လုံးနော်တပည့်ရိုးလေးပေါ်ရဲချက်တယ်ပြီးသွားပြီကျွန်တော်ကိစ္စပြီးသွားပြီဆိုရင် exam ကိုပေးလိုက်တော့ sorry exam ကိုပေးလိုက်တော့ခုနကကျွန်တော်တို့
ခုန slide မှာကျွန်တော်ချက်တစ်ခုကြံခဲ့တာ